စိန်ဆိုလို့ရှိရင်လေတစ်လုံးတည်းလေးဝတ်ချင်တာတစ်လုံးလောက်ဆိုရပြီကွာဒီလောက်ပေါ့တစ်ဖက်ကိုဒီလောက်ဆိုရအကြီးမလို့ Golden Valley Golden Jewelry ဆိုင်မှာဟိုအရင်တော့ကပွဲတက်တော့ဆိုပြီးတော့စိန်အဲ့လောက်တော့မကြည့်ဘူးပေါ့နော်ဒါသေးမြင့်လေးတန်းကြိုးလေး tennis necklace တွေဝင်တာဝယ်ဘူးတဲ့ Golden Valley မှာက J Monica စိန်ထည်လေးလည်းရှိတယ်ပြီးတော့သူက Jessica တို့ Omega တို့ Diorica တို့ 18K နဲ့လုပ်ထားတဲ့အထည်လှလှလေးလည်းရှိတယ်အကုန်လုံးကတော့သူကဟောင်ကောင်မိုးကိုအဓိကအသုံးပြုထားတဲ့ဒီဇိုင်းလေးကစမ်းတယ် Belgium စိန်ကိုအသားပေးသုံးထားတာ natural diamond ပေါ့နော်ဒီနေ့ဟန်နာကဒီဗီဒီယိုထဲမှာဟန်နာ GB ကနေပြီးတော့ collect လုပ်ထားတဲ့ဒီ Belgium စိန်အသားပေးအထည်တစ်ဆက်စာပေါ့တစ်ဆက်စာဆိုမဲ့စင်တူကြီးမဟုတ်ဘူးကွာဟန်နာကြိုက်တဲ့ဟာလေးပဲနာဖဲ့တာဟန်နာကြိုက်တဲ့ဒီ favorite တစ်ဆက်စာကိုဒီနေ့ဟန်နာ collection တွေနဲ့စုပြီး review လုပ်ပြပါမယ်တစ်ဆက်စာလို့ပြောလိုက်လို့ရှိရင်ဘယ်ဟာကိုပင်နိုင်ထားပြီးတော့ရွေးလေးရှိတယ်ဥပမာဟန်နာဆိုလို့ရှိရင်ကွာဆွဲကြိုးလည်းဝတ်မယ်လက်စွပ်လည်းဝတ်မယ်လက်ကောက်လည်းဝတ်မယ်ဆိုလို့ရှိရင်နဂတ်ကိုပင်နိုင်ထားပြီးတော့ရွေးလေးရှိတယ်ဆိုတော့ဟနာဒီမှာနဂတ်နဲ့စောက်ဖွင့်ပါမယ်တုံသူကဟိုဟာလေစိန်တလုံးတော့မဟုတ်ဘူးစိန်လုံးတော့မွေးနိုင်သေးဘူးဒါပေမဲ့ तू ကတော့စိန်တိတ်လေးအများကြီးပဲအရန်လှတယ် tear drop design လေးမျက်ရည်စက်လိုမျိုး design လေးနှဆွဲလေးပေါ့နော်နှဆွဲပုံစံမျိုးလေးရွှေကတော့ 18K 12ပဲရေမှာ तू natural diamond Belgium စိန်နဲ့လုပ်ထားတာစိန်ရောရွှေရောစုစုပေါင်းဆိုလို့ရှိရင် 9.42 gram ရှိတယ်ဒီနှဆွဲတစ်ခုလုံးမှာစိန်250မှ2ပွင့်ပါတယ် total carat ဆိုလို့ရှိရင်1.38 carat ရှိတယ်နှဆွဲဆိုလို့ရှိရင်လည်းနောက်ပိတ်ကို press နဲ့လုပ်တာပို့ပြီးတော့သဘောကျတယ်ပိတ်ရချွတ်ရလဲလွယ်တယ်ပြီးတော့ခိုင်ခန့်မှုလည်းရှိရလို့ခံစားရတယ်ဒီ design လေးဆိုလို့ရှိရင် formal to casual ဝတ်လို့ရတယ် wedding work everyday သုံးမျိုးစလုံးဝတ်လို့ရတယ်သူ့ shape နဲ့သူ့ရဲ့ဒီ tear dropရဲ့အရှည်လေးရလဲလေမျက်နှာပြဲတဲ့သူဆိုရင်တော့မျက်နှာလေးကိုတွယ်ပြီးတော့လေတိုင်းလေးဆင်းသွားတယ်လို့ခံစားရတယ်။နရွက်ပါတဲ့သူတွေကနဂတ်ဘလောက်သေးတဲ့ဟာပဲဝဝထဲ့တယ်။နဂတ်ကလေးကထင်းပြီးထွက်တယ်။ဟလာတို့ကြောင့်မျက်နှာကြီးလည်းဖြစ်တယ်ပြီးတော့နရွက်ကလည်းကြီးတဲ့ခါကျတော့နဂတ်ကအပြင်မှာသူ့ဟာသူကြီးပါတယ်ဆိုလို့ရှိရင်တော့ကိုနရွက်ပေါ်ရောက်တဲ့ကိုမျက်နှာပေါ်ရောက်တဲ့ခါကျတော့သေးသွားတာမျိုးလေးဖြစ်တယ်။နဂတ်ကလေးကိုဟနာက tear drop လေးရွေးလိုက်တာဆိုတော့ဆွဲကြိုးရွေးတဲ့အခါမှာဒီပွဲလဲဝတ်လို့ရမယ်တခြားပေါ့ပါလဲဝတ်လို့ရမယ်ခဏလည်းပြန်ပြီးဝတ်လို့ရမယ်ဒီဇိုင်းတွေကနေဆိုတော့ဟနာဒီ J Monica တွေကပဲ Vagari ဒီဇိုင်းလေးကိုဟနာရွေးလိုက်တယ်။ तू ကနော်အရှိကတော့စိန်ုံလုံးဝဖွေးဥနေအောင်ဆင်ထားပြီရယ်ဒီနောက်ကတော့ तू ကရွှေတယ်ဆိုမဲ့ rose gold color ဘက်ကို a little လေးသွားတယ်။သူ့ရဲ့ lock ကိုဟနာပြပါဟနာဒီမျိုးဆွဲကြိုးမကြဗရက်မကြပေါ့နော်။နည်းနည်းလေး heavy ဖြစ်တဲ့ necklace တွေဝတ်တဲ့အခါကျလို့ရှင် concern အဖြစ်ဆုံးအချက်ကလေးရှိတယ်ပထမအောင်ဆုံး lock ကအရန်ကိုရခတ်နေရင်လည်းပြန်ချွတ်ရတာအဆင်မပြေဘူးအရန်ဝေးရလွယ်နေရင်လည်းကြွကြမှာကြောက်တယ်ဆိုတော့ဟနာဒီဟာလေးကိုဟနာကြိုက်တာကသူက double lock ဖြစ်တဲ့အတွက်ဟနာကဝေးရတာလွယ်တယ်ပြန်ချွတ်တဲ့အခါမှာနည်းနည်းလေးညံသုံးရတယ်ကွာသူကညံသုံးရတဲ့ lock လေးမှာရှိတယ် double lock လေးဖြစ်တယ်ပြီးတော့ဝတ်လိုက်တဲ့အခါကျလို့ရှိရင်ဟနာ tennis necklace တုံးကဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုတော့စိန်တန်းကနည်းနည်းလဲကျင်တယ်မလဲအောင်လို့ဒီ lock မှာတေးချကစားရတယ်ပေါ့နော်ဒါကကျတော့ကွာတော့ပေါ့ပါတိတ်အာယုံမနောက်ဘဲနဲ့ဝတ်လိုက်တဲ့အခါကျရင်တော့မသူကစိန်မလဲတာမျိုးလေးကိုဟနာတွေ့ရတယ်စိန်တန်းလေးကဒီလိုမျိုးဝတ်တယ်ဆိုလို့ရှိရင်တကယ်စိန်ကအသားပြီးကလုံးဝဒီဆွဲကြိုးကပက်လက်လန်တာတွေလဲတာတွေလန်ကျင်သလိုဖြစ်တာတွေလုံးဝမရှိဘဲနဲ့တူကက်ကလေးနဲ့လဲတိုင်းမှာဆင်းပြီးလှနေရလေးကိုဟနာသဘောကျတယ် Vagari ရဲ့ necklace ကိုရွေးပြီးသွားတဲ့အခါမှာဟိုင်နာအရန်သဘောကျသွားတာသူ့ရဲ့လက်စွပ်တွေရောလက်ကောက်တွေရောနာအရန်သဘောကျသွားတယ်လက်ကောက်ဆိုလို့ရှိရင်လေဘာ lock မှမပါဘူးလုံးဝသူကလေ twist လုပ်ပြီးဝတ်ရုံပဲ flexible တအားဖြစ်တယ်တိတ်ပြီးတော့ left side ရွေးစရာမလို adjustable လည်းဖြစ်တယ်လို့နာခံစားရတယ် jewelry မှာကိုပဲအရန်အာရုံနောက်စရာမလိုဝတ်လိုက်တာနဲ့ Vagari ဆိုတာသိတယ်သူ Belgium စိန်အဖွေးအတန့်အဆက်နေတဲ့ဟာလေးထည့်ထားပြီးတာဖြစ်တော့ကိုနဲ့လေဟတ်တယ်စိန်နဂတ်ရောင်ကြောင်ပါပြောင်သွားတယ်လို့နာပို့ပြီးတော့ခံစားရတယ်ဒီ Vagari လက်ကောက်ကလေးဆိုလို့ရှိရင်ရွှေတွေက 18Kစိန်ပွင့်က22ပွင့်ပါတယ် all white အကုန်လုံးအဖြူမှုတ်ထားတယ်သူ့ရဲ့ဒီတကွင်းလုံးတော့ကြစ်ကလေးနဲ့ weight ကလေးရှိတယ်သူက total ဆိုလို့ရှိရင် 21.1 gram ရှိတယ်လက်မှာဝတ်ရတာ4မနေဘူးခုဝတ်ထားတယ်ဆိုတော့ burden မရှိဘူး flexible ဖြစ်တယ်ပွဲတယ်သွားတယ်ဆိုလို့ရှိရင်ပိုပြတ်တဲ့တော့ဝတ်ရချွတ်အားလွယ်တခုပဲတော့ကြာအရန်လူများရဲ့အချိန်ကြလို့ရှင်ဆွဲလိုက်လို့ရှင်ပေါအောင်မှာတော့ကြောက်တယ် lock မပါတော့လေဒါပေမဲ့ကျန်တဲ့ဟာကတော့ concern မရှိဘူးဘလောက်ညစ်ဘလောက်ပုံမပြတ်ပဲနဲ့တူလှတဲ့ Vagari design လေးပါလက်ကောက်တစ်ခုတည်းဆိုလို့ရှင်အဖော်မရှိမှဆိုလို့လက်စကလေးနှစ်ခုခေါ်ထားတယ်နှစ်ခုစလုံးက Vagari ပဲဒီဘက်ကတော့နည်းနည်းတိမ်မွေ့လေးဖြစ်တယ်ဒါကတော့နည်းနည်းလေးခေါ်တယ်အညီမနှစ်ယောက်ပေါ့တစ်ဖက်ကလုံးဝသူ့ကိုလာမထိနဲ့နော်လာထိမီးပွင့်သွားမယ်ဆိုတဲ့တယောက်နဲ့တစ်ဖက်ကတော့အရန်ဖျားတရားလုပ်ပြီးအေဂျင့်နေတဲ့တယောက်ပေါ့ဆိုတော့ design နှစ်မျိုးလေးရှိမယ်
ပိုရင်ပြီးတော့ပုံနူးညံ့တဲ့ဒီ Vagari design လေးက 18K နဲ့ပဲသူလည်းလုပ်ထားတာ Belgium 82မှာ3ပွင့်ပါတယ် total carat ဆိုလို့ရှိရင် 0.86 carat ပါတယ်ဒီဘက်ကဂေါ်လေးကတော့ဟာလက်ညိုးလေးမှာဝတ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့မိုက်တယ်ပို့ပြီးထွက်တယ်လို့ခန်းစားရတယ် evening gown စင်နဲ့ဝတ်တယ်လှတယ်သူ့ရဲ့ဒီ ruby လေးဒီထိတ်မှာထားတဲ့ ruby အနီလေးကမွေခေါင်းလေးကိုပို့ပြီးတော့ကြွသွားတယ်လှသွားတယ်လို့ခန်းစားရတယ်သူကတော့တကွင်းလုံး 18K ပဲ Belgium စင်ကိုမှ100နဲ့မှ9ပွင့်ပါတယ်all white အပေါ်အောက် all white ခုနဒီလက်စွပ်ကလေးကတော့အောက်ကလေးကသူက rose gold ကလေးသွားတယ်ပပပပနေလေးဆိုလို့ရှိရင်ဝတ်လို့ရအောင်ဟနာတန်မွန်လေးရွေးထားတယ်ဒီတန်မွန်ကချစ်ကလေးပဲ lock ကလေးတော်တော်လေးအဲ့လိုတိချာလေးပေါ့တာတော်တော်လေးဖွင့်မှပွင့်တဲ့ lock လေးလည်းဖြစ်တယ်ပြီးတော့ daily wear မှာလည်းလှတယ်တန်မွန်ဆိုလို့ရှိရင်လေဒီလိုမျိုးရွှေဖြူကိုစိန်တန်းလေးနဲ့လည်းကြိုက်တယ်ရွှေလုံးဝရွှေ plain နေဆိုလို့ရှိရင်လာကြိုက်တယ်ဒီတန်မိုလက်ကောက်ကလေးလည်း 18K နဲ့ပဲလုပ်ထားတာ Belgium စိန်ကိုမှ280နဲ့မှ3ပွင့်ပါတယ် total carat ဆိုလို့ရှိရင် 1.99 carat ရှိမယ်တန်မိုခေါင်းလေးကနေပြီးတော့ဒီအမီးလုံးဝအချွန်အထိကိုစိန်ပွင့်လေးတွေသူ size နဲ့သူ manage လုပ်ပြီးတော့တည်တည်ချာလေးထည့်ထားပေးတာ Golden Valley ရဲ့ gold and jewelry မှာနောက်ထပ်တစ်ခုကြိုက်တာကအယောင်လဲစိန်ဝင်မယ်ဆိုလို့ရှိရင်တို့ကအယောင်လဲရလဲခေါင်းထဲမှာထည့်ထားဖို့လိုတာပေါ့နော်။ तू ကလဲမယ်ဆိုလို့ရှိရင် 3% ပြန်ရောက်မယ်ဆိုလို့ရှိရင် 6% ဆိုတော့ percentage လေးလည်းမစိုးလို့ခံစားရတယ်။အဓိကတော့ဟန်ကောင်မွန်လည်းဖြစ်တယ် Belgium စိန်တကယ်ကိုစိန်အသက်စိန်အဖြူလေးတွေကိုမှဟန်ကောင်မွန်နဲ့လုပ်ထားတာဆိုတော့ design လှလှလေးကိုကထက်ထက်လေးနဲ့ option brand option အများကြီးရွေးချင်တယ်ဆိုလို့ရှိရင် Golden Valley မှာရွေးလို့ရပါတယ်လို့ပြောချင်ပါတယ်။ Hana vlog လေးကတောင်းနေပဲဆုံးသက်လိုက်ပါတယ်။နောက် vlog မှာပြန်လည်ဆုံတွေ့ကြမယ်။တတ်တာ။